ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျမြင်ရကြားရတာတော့လုံးဝစိတ်မကောင်းလုံးဝတကယ်စိတ်မကောင်းပါဘူးဗျเนาะကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘယ်လောက်ထိလဲဆိုးလဲဆိုတာပေါ့เนาะကြည့်ရအောင်ไอ้เปาหน่อยมาดีกันดีกันออกมาอุ้ยเต้นแล้วอ่ะโอ้ยไอ้เปาไอ้เปามาดิถอยออกมาဂေးနဲ့လှမ်းထုတာမူယူတော့လမ်းတော်ချောင်းမရတော့ พอแล้วเฮ้ยพอแล้วมึงไปเรียกสอหอเนี่ยพอแล้ว ကြည်ပြာဟိုလူတယောက်မှဆိုငါတွေးရခဲ့ပဲ เก็บของพอแล้วတယောက်ကတောင်းမှန်နေနော်အင်ကြီးညီနေလူကတောင်းမှန်နေသူကโอ้ย ဒီကောင်းอ่ะ เฮ้ยไปกลับเลยไปเลยไปกลัวเดี๋ยวโดนลูกหลงนี่ค่ะผีเดี๋ยวโดนลูกหลงโอ้ยแม่งเอาตายเลยอะไปก่อน တွေးရဆိုလို့ရှိရင်တကောင်းလုံးညီနေပြီနော်တူဆိုးတယ်ဗျာ พอแล้วไอ้เปาไปโน่นแล้วพอแล้วโอ้โหแดกกันแล้วก็ตีไปเอารองเท้ากับไอ้นั่นมาให้หน่อยดิมันต้องแยกไอ้สองคนไอ้สามคนเนี่ยแยกออกไปကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့နော်ဒီလိုအပန်းဖြေစကန်တစ်ခုပါပေါ့နော်ခုလိုမျိုးတောက်စားရင်းနဲ့သူတို့ရှင်းရဖြစ်ကြတာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေသူတို့လောက်လိုက်တာလည်းပဲတိုက်ခါတွေကတပြားမှမရှိတော့ဘူးကျွန်တော်မြန်မာနိုင်ငံသားတွေနော်โอเคကျွန်တော်တို့မြန်မာနိုင်ငံသားတွေဗျာဘယ်နေရာရောက်တူတူလေးကိုစိုးတာနော်တူတူလေးကိုစိုးတာတောက်စားပြီးလို့ရှိရင်ရန်ဖြစ်တာများတယ်နော်တကယ်ကိုမလွယ်ဘူးဗျာတကယ်ကိုမလွယ်ဘူးငါပြီးရလဲငလျင်ဘေးတွေနဲ့စစ်ဘေးတွေနဲ့ဒီလောက်တစ်ခေါက်ရောက်နေတာဒီကောင်နဲ့တောက်စားပြိုပါပြီးတော့မူပြီးတော့ရန်တွေပါထပ်တွေ့လိုက်သေးတယ်ကြည့်အောင်တူတူဆိုးတယ်ဗျာတူတူဆိုးတယ်